ဒီဗီဒီယိုမစားခင်မှာအသိပေးချင်တာကအခုဗီဒီယိုဟာဘူးတုတအနေနဲ့တည်တင်တာတွေကိုပဲလေးလာနိုင်အောင်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။အကြမ်းဖက်မှုနဲ့သွေးထွက်တန်ယိုဖြစ်ရက်တွေကိုအားပေးအားမြောက်လုပ်လို့စိမ့်နဲ့ဖန်တီးခဲ့ခြင်းလုံးဝမဟုတ်ပါဘူးခင်ဗျ။ဆိုဒီယက်2007ဒရိုက်တာဒေးဗစ်ဖင်ချာရဲ့လက်ရာဖြစ်ပြီး1960ကနေ1990အတွင်းဆန်ဖရန်စစ္စကိုမှာနာမည်ကျော်ကြားခဲ့မှုတဲ့ဒဇိုရီယက်ဂေလာအကြောင်းကိုပြန်လည်ရိုက်ကူးထားတဲ့ရုပ်ရှင်မှာဇိုရီယက်ဂေလာဟာသတင်းစာတွေကိုအကျိုးကြောင့်မရှိဘဲသူကျိုးလွန်ခဲ့တဲ့ပြစ်မှုတွေကိုစာတွေကုတ်တွေထိတ်လန့်စေတဲ့ message တွေပို့ပြီးကယ်လီဖိုးနီးယားပြည်နယ်တစ်ခုလုံးကိုထိတ်လန့်အောင်ပြုလုပ်ခဲ့သူဖြစ်ပါတယ်။သူ့ရဲ့မှုခင်းတွေဟာခုထက်ထိတိုင်လည်းမဖြေရှင်းနိုင်သေးတဲ့ရာဇဝတ်မှုတွေဖြစ်နေသေးပါဒီအကြောင်းကိုဇိုရီယက်ရုပ်ရှင်မှာထည့်သွင်းရိုက်ကူးထားခဲ့ပြီးတော့သတင်းတောက်တွေနဲ့စုံတော့တွေကဇိုရီယက်ဘာတူလဲဆိုတာကိုဖော်ထုတ်ဖို့ကြိုးစားပုံတွေကိုအဲ့ဟောဖွဲ့ကြည့်ရှုရမှာပါ Monster 2003 Writer Patty Jenkins ရဲ့ဖန်တီးမှုဖြစ်ပြီး1980ကနေ1990အတွင်းဖလော်ရီဒါပြည်နယ်မှာကြော်ကြားခဲ့တဲ့အမျိုးသမီးခွင်းဆက်ရာဇဝတ်တာအိုင်လင်းဝါနို့စ်အကြောင်းကိုပြန်လည်ရိုက်ကူးထားခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။သူမဟာငွေကြေးကြောင့်အမျိုးသားတွေကိုပဲပြစ်မှတ်ထားပြီးတုတ်တင်ခဲ့တဲ့အမျိုးသမီးရာဇဝတ်ကောင်ပါ။သူမရဲ့ဘဝတစ်စိတ်တစ်ပိုင်းကိုဒီရုပ်ရှင်ထဲမှာကြည့်ရှုနိုင်ပါတယ်။ပြီးတော့ဒီရုပ်ရှင်မှာအဓိကတရုပ်ဆောင်ခဲ့တဲ့မင်းသမီးချာလီတဲရွန်ဟာလည်းအော်စကာဆုခုနိုင်ခဲ့ပါတယ်။ Extremely Weak Shocking Evil Sunway 2019 ဒရိုက်တာဂျိုးဘာလင်ကန်ရဲ့ရုပ်ရှင်ဖြစ်ပြီး1980ဝန်းကျင်မှာပေါ်ပေါက်ခဲ့မှုတဲ့လှည့်ပြားတက်တဲ့ရာဇဝတ်သားတပ်ပန်ဒီကြောင့်ရုပ်ရှင်ဖြစ်ပါတယ်။ရုပ်ရည်ချောမောမှုကိုအခွင့်ကောင်းယူပြီးရာဇဝတ်မှုတွေကိုကျူးလွန်တတ်တဲ့တပ်ပန်ဒီဟာမျိုးသမီးများစွာကိုလက်စားဖြောက်ဖို့ကြိုးပမ်းခဲ့မှုသူပါ။သူ့ရဲ့လှည့်ပြားတက်တဲ့စွမ်းရည်ကိုအသုံးချပြီးအမှုတွေကနေလည်းပြန်လည်လွတ်ခဲ့မှုသူဖြစ်ပါတယ်။ဒီရုပ်ရှင်မှာတပ်ပန်ဒီရဲ့ဇယိုက်လက္ခဏာတွေကိုတစ်စိတ်တစ်စောင်းလေ့လာနိုင်ပါပါ။ The Snowtown Murders 2011 ဒရိုက်တာဂျက်စတင်ကာဇယ်ရဲ့ရုပ်ရှင်ဖြစ်ပြီး1990ပြည့်နှစ်တွေမှာပေါ်ပေါက်ခဲ့မှုတဲ့ဩစတြေးလျနိုင်ငံရဲ့အမေကျော်ကွင်းဆက်ရာဇဝတ်သားဂျွန်ဘန်ဒင်းအကြောင်းပြန်လည်ရိုက်ကူးထားခဲ့ခြင်းဖြစ်ပါတယ်။ဂျွန်ဘန်ဒင်းဟာတယောက်တည်းသို့မဟုတ်အဖွဲ့လိုက်လှုပ်ရှားတတ်သူဖြစ်ပြီးလူပေါင်းများစွာကိုရက်ဆက်စွာတုတ်တင်ခဲ့သူဖြစ်ပါတယ်။တချို့သောသူတွေကိုအဆစ်တိုင်ကြီးတွေထဲမှာထည့်သိမ်းထားတတ်တဲ့သူ့ရဲ့ပြစ်မှုတွေဟာလည်းအတော်လေးကိုကြောက်ကြကောင်းပါတယ်။သူ့အကြောင်းကိုလေးလာခြင်းသူတွေအနေနဲ့ဒီရုပ်ရှင်ကိုကြည့်နိုင်ပါတယ်။ The Boston Strangler 2023 ဒရိုက်တာမတ်စ်ရက်စကင်ရဲ့ဖန်တီးမှုဖြစ်ပြီး1960ပြည့်နှစ်တွေမှာနာမည်ကျော်ကြားခဲ့တဲ့မက်ဆာချူးဆက်ပြည်နယ်ရဲ့အမျိုးသမီးတွေကိုပြစ်မှတ်ထားတုတ်တင်သူ The Boston Strangler အကြောင်းရုပ်ရှင်ဖြစ်ပါတယ်1962ကနေ1964အတွင်းမှာဘော့စတွန်မြို့ကမိန်းမ73ယောက်ကိုအကြောင်းမဲ့တုတ်တင်ခဲ့သူကိုသတင်းစာတွေက The Boston Strangler အဖြစ်အမိတက်ခဲ့ပါတယ်Albert DeSalvo က Boston Strangler အဖြစ်သူ့ကိုယ်သူဝန်ခံခဲ့ပေမဲ့ဒီဖြစ်ရပ်တွေကအခုထက်ထိတိုင်ကိုမဖော်ထုတ်နိုင်အောင်ရှုပ်ထွေးနေစေပါဒါကိုသတင်းတောက်တွေနဲ့ရဲတပ်ဖွဲ့ကဘယ်လိုမျိုးဖော်ထုတ်ဖို့စ조사သလဲဆိုတာကိုဒီရုပ်ရှင်ထဲမှာအသေးစိတ်ရိုက်ပြထားပါတယ် The Riverman 2004ဒရိုက်တာဘဲလ်အီဂယ်ရဲ့လက်ရာဖြစ်ပြီး Green River ရာဇဝတ်ကောင်လို့လူသိများတဲ့ Gary Ridgway အကြောင်းကိုပြစ်မှုတွေနဲ့တကွပြန်လည်ရိုက်ကူးပြသထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ Green River Killers ဟာမျိုးသမီး49ယောက်အထိကိုလက်စားဖြောက်တုတ်တင်ခဲ့သူဖြစ်လို့အမေရိကန်ရဲ့ထိပ်သီးရာဇဝတ်ကောင်တယောက်အဖြစ်မှတ်တမ်းဝင်ခဲ့ဘူးသူပါ။သူ့မှုကိုဖော်ထုတ်ဖို့စုံနောက်တွေကအကျဉ်းထောင်ထဲမှာအဖမ်းခံထားရတဲ့တပ်ပန်ဒီရဲ့အကူအညီကိုအများကြီးယူခဲ့ရတယ်လို့လည်းဒီရုပ်ရှင်မှာအချက်လက်တွေနဲ့ဖော်ပြထားပါတယ်။ Color 2006 ဒရိုက်တာဂျိုဝီဘန်နာရိုက်ကူးခဲ့တာဖြစ်ပြီး1990ပြည့်နှစ်တွေမှာကနေဒါနိုင်ငံကိုတုံ့လောက်အောင်လုပ်နိုင်ခဲ့တဲ့ထိတ်တန့်ကွင်းဆက်ရာဇဝတ်သား2ယောက်ဖြစ်တဲ့ Paul Bernardo နဲ့ Carla Homeka တို့ရဲ့အကြောင်းဖြစ်ပါတယ်။ Cannon Barbie Killers လို့တောင်နာမည်တက်ခံရတဲ့သူတို့2ယောက်ဟာမိန်းကလေးငယ်များစွာကိုရက်ဆက်စွာနဲ့အဆုံးသတ်ဖို့ကြိုးစားခဲ့သူတွေဖြစ်ပါတယ်။ဒီရုပ်ရှင်ထဲမှာသူတို့ရဲ့ဇယိုက်လက္ခဏာတွေကိုတစ်စိတ်တစ်ပိုင်းလေ့လာနိုင်ပါတယ်။ Monster The Jeffrey Dahmer Story 2022
ဒီရုပ်ရှင်ကတော့ Ryan Murphy ရဲ့လက်ရာဖြစ်ပြီးတော့ The Milwaukee Cannibal လို့လူသိများတဲ့လူသား SAR တဲ့ Jeffrey Dahmer ရဲ့ဘဝဆက်ကြောင်းဖြစ်ပါတယ်။ Jeffrey Dahmer ဟာလူငယ်တွေကိုအင်းလေခေါ်ပြီးသူလှုပ်ရှင်ရလုပ်ပြီးရတဲ့အဆုံးသက်ပြစ်လိရှိသူပါ။တချို့ကတော့တိုင်ကီနဲ့ပုံးတွေထဲမှာထည့်ပြီးပိန်ထားတတ်တဲ့စိတ်ဝေဒနာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ပိန်ထားပြီးတချို့ကိုချက်ပြီး SAR ပါတယ်။သူ့ရဲ့ငယ်ဘဝကနေသူရွယ်ရောက်တဲ့အထိသက်တမ်းခဲ့ရတဲ့အခက်အခဲတွေနဲ့သူကျိုးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေကိုဒီ series ထဲမှာအသေးစိတ်ရိုက်ပြထားပါတယ်။ဒီကောင်ချုပ်အနေနဲ့ထပ်ပြီးအသိပေးပြစီခင်ဗျာ။အခုဗီဒီယိုဟာဘူလူဒအနေနဲ့သိတဲ့နာတွေကိုပဲလေးလာနိုင်အောင်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။အကြမ်းဖက်မှုနဲ့တွေးထွက်တန်ယူဖြစ်ရတွေကိုအားပေးအောင်များလို့လူစိတ်နဲ့ဖန်တီးခဲ့ခြင်းလုံးဝမဟုတ်ပါဘူး။ပြီးတော့အခုပြောပြသွားခဲ့တဲ့ရုပ်ရှင်တွေဟာ16နှစ်အောက်လူငယ်များလုံးဝကြည့်လို့အသင့်တော်ပါဘူးဆိုတာကိုလည်းထပ်ပြီးအသိပေးပါတယ်ခင်ဗျာ။ကျွန်တော်ကတော့လူသက်ကြီး channel ကသူရဖြစ်ပါတယ်။